အတော်ကြာလွမ်းနေတဲ့လူတွေလွမ်းပေါ့နော်အန်တီကသတိရပါတယ်အားလုံးကိုစကားတွေပြောတင်ပြောထိုက်တဲ့စကားတွေအားလုံးကိုပြောခဲ့ပြီးပြီလေနှစ်ပေါင်းများစွာပေါ့နော်10 နှစ်လောက်ရှိပြီလို့ထင်တယ်အန်တီထင်တာတော့ဒီ Facebook live စပေါ်တဲ့ဟိုအန်တီကဒီ live ဒီမှာပြောတင်ပြောထိုက်တဲ့နိုင်ငံအရေးနော်လူမှုရေးဘာသာရေးပညာရေးသမိုင်းပေါင်းဆိုအစုံငုံ88ဒီမကောင်အန်တီတို့က88 survivor ကြီးပေါ့နော်မျိုးရှိသူရဲ့ကောင်စစ်သူများတွေလို့88ဘန်းပြပြီးတောင်းစားနေတဲ့ကိုကြီးတောင်းစားတွေအဖွဲ့လို့တော့မဟုတ်ဘူးနော်ဟို88အကြောင်းပြပြီးတော့နိုင်ငံရေးဘန်းခောက်ဇီးဇီးဘန်းခောက်ပြီးတော့မှကဘာလှက်တောင်းစားနေတဲ့မြအေးလို့မြအေးနဲ့မြအေးသမီးအင်္ဂလန်မှာရောက်နေတဲ့မြအေးသမီးတို့တွေပေါင်းပြီးတော့ဘင်္ဂလိန်တွေကိုရှောက်ပြီးတော့ကလိန်ကကြစ်လှုပ်ထားတော့ပြတ်တက်ကကောက်ရိုးစားလေးကိုဆွဲထုတ်ပြီးတော့မီးရှို့တာအမက်ကဆက်ပြတ်တက်မီးလောင်ဆိုတာတော့ဖြစ်အဲ့တော့စာရေးဖို့အချိန်မရဘူးကျမအခုကဟို contract အလုပ်ကိုတွားယူလိုက်မိပြီးတော့မှ full time မလုပ်တော့နေရနေပြီးတော့အိမ်သားနီးတဲ့ ER နဲ့ခေါ်တာနဲ့အရင်ကိုလုပ်ဖြစ်ပြနေရဆိုတာနဲ့အဲ့မှာ emergency ဌာနမပြန်လုပ်နေတာအခုတပတ်ကို6ရက်အလုပ်လုပ်တယ်တရက်ပဲနားတယ်အဲ့နားတဲ့အချိန်ကိုမနေ့အိတ်စားဖို့တခုချက်ပြုတ်နဲ့စာရေးဖို့တောင်မနေ့အချိန်လူရတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ line မှာတက်ဖြစ်တယ်ဆိုတာကအမျိုးတွေကိုလည်းစေမင်္ဂလာပါနေကောင်းကြမှာစိတ်ချမ်းသာကြပါစေမကောင်းတဲ့ခွေးစိုးခွေးရုပ်တွေလူရုပ်မားတွေအောက်တန်းစားတွေရဲ့ဘေးကနေလွတ်ကြပါစေမြန်မာနိုင်ငံအပြင်ဒီကဘာကြီးမှာလည်းကဘာမြေကြီးပေါ်မှာပါပေါ့နော်ဒီလိုမျိုးအောက်တန်းကြတဲ့အောက်တန်းစားစိတ်တန်းနဲ့အောက်တန်းစားများနဲ့အတူလူရုပ်မာများမြေပေါ်တယ်မကဘူးပေါ့နော်ဒီကဘာမြေမြန်မာမြေမှာလည်းမကဘူးကဘာမြေပေါ်မှာတောင်မှsurvive မဖြစ်ကြပါနဲ့မရှိကြပါစေနဲ့သူတို့တွေဟာကဘာမြေကြီးကနေရောကင်းစင်ပတ်ကြောက်သွားကြပါစေလို့အရင်ဆုံးဆုတောင်းမယ်ပေါ့နော်ဒီရခိုင်ရင်မင်္ဂလာပါအခုပြောချင်တာကအမျိုးတွေကိုလည်းနည်းနည်းစောင့်နေအခုအခု live မှာတင်ပြောလိုက်နေတာကျမရဲ့ lunch break မှာအခုမိနစ်20ကျန်သေးတယ်အဲ့မိနစ်20အတွင်းမှာပြည့်စုံလေးနဲ့ကောင်းဆုံးစကားလေးတွေပြောချင်တယ်အဲ့ဒါကဘာလဲဆိုလို့ချင်းနံပါတ်1ကျမ2020ကိုဗစ်ကာကွယ်ဆေးထိုးပြီးတော့မိုဒာနာကာကွယ်ဆေးကြောင့်ပေါ့နော်မိုဒာနာကာကွယ်ဆေးကြောင့်ဒီမှာ GMBRA ဆိုတဲ့အာယုံကြောတွေတည်သွားတာပေါ့နော်အာယုံကြောတွေတည်သွားတယ်ခြေပြားကနေ11ထိဒီမှာ11ဖောက်ထားတာအမှတ်ပေါ့နော်ဒါပေမဲ့ကိုစောင်းနဲ့တည်းကျမဟာသူတော်ကောင်းတရားနဲ့ငါးပါးဒီလောက်လုံခြုံတဲ့သူတော်ကောင်းဖရာသမီးစစ်စစ်ဖြစ်တယ်ဆိုပြီးကျမသေမင်းရွာကနေပြီးပြန်လာခဲ့တယ်သူများရဲ့လိုသေမျောသွားတယ်ဟိုရောက်တယ်ဒီရောက်တယ်လည်းမရှိဘူးကျမစိတ်က blink ကိုဖြစ်သွားနိဗ္ဗာန်ကိုရောက်သွားပြီးတော့အားလုံးကအေးချမ်းသွားပြီဘာမှမသိတော့တာကျမအဲ့လိုဆိုးချင်းကောင်းချင်းပူချင်းအေးချင်းလည်းကျမမခံစားလဲရဘူးပြန်သိရလာတဲ့အချိန်မှာပြန်နိုးလာတဲ့အချိန်မှာမှအော်ငါ့ကိုပိုက်ထည့်ထားပါလားအသက်ရှူဖို့ငါ့ကိုပိုက်ထည့်ထားပါလားဆိုတာကျမသိရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျမကိုယ့်ကိုယ်ကိုပို့ပြီးတော့ယုံတယ် confident more confidence ဆိုအင်္ဂလိပ်လိုထက်ထက်ညှက်ပြောတာတော့မဟုတ်ပါဘူးနော်စကားပြောတဲ့ခါမှာပေါ့နော်ဟိုပြောနေကြစကားတစ်ခုလိုဖြစ်နေတာဗမာပြည်မှာကတမအခုအသက်60ပြည့်ပြီဒီလာမဲ့မေမှာဆိုရင်62နှစ်ပြည့်ဒီအတွင်းမှာကျမဗမာပြည်မှာက88ဆိုတော့2020လောက်ခေါ်မယ်26နှစ်ပေါ့နော်26နှစ်နေခဲ့တယ်ကျန်တဲ့ဘယ်လိုခေါ်မလဲ34နှစ်ကနိုင်ငံခြားမှာဖြစ်တယ်အဲ့တော့အမျိုးတို့သိရပါတယ်ကိုတို့ရရဲ့မင်္ဂလာပါဝင်းဝင်းမော်ရေးမင်္ဂလာပါအဲ့ဒီပြောင်းနေတယ်ဆိုတာအဲ့ဒါပြောတာပေါ့နော်ဟိုကျမကြီးကြောင်းလည်းပါတယ်နောက်အလုပ်ကလည်းဒီဘက်ကိုဟို contract နဲ့လည်းမိသွားတယ်နောက် full time လည်းပြန်လုပ်ဖြစ်တယ်ဆိုတော့ဟာကြတော့ဒီဘက်ကို6ရက်အလုပ်လုပ်တာနဲ့လူကစာရေးဖို့ပဲမနေစာရေးဖို့တော့အချိန်တိတ်မရလောက်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေ့ကတော့မပြောမဖြစ်ပြောရမယ့်စကားတွေမလို့ကျွန်မပြောတော့မယ်အဲ့ပြောရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံအကြောင်းကလွယ်လို့ကျန်တဲ့အကြောင်းတော့မရှိဘူးပေါ့နော်အဲ့ဒီမြန်မာနိုင်ငံအကြောင်းမပြောခင်မှာပထမနံပါတ်1ပြောချင်တာကကျွန်မဘာလဲဆိုတော့အခုမြန်မာနိုင်ငံမှာလည်းနဲ့ဟိုစာတွေရေးဒီစာတွေရေးနေတောက်တော့မရ Facebook ပေါ်တက်လာပြီးတော့ live မှာလက်ကမညောထပြီးရေးနေတဲ့လူတွေလည်းရှိသလို live မှာတက်ပြီးတော့ဟိုရှောင်းပြီးရှောင်းနဲ့အားရှောင်းနေတဲ့လူတွေလည်းရှိတယ်တိုင်းပြည်ရဲ့ကောင်းကျိုးလူမျိုးရဲ့ကောင်းကျိုးဆိုတာလောက်သလားမလောက်တာတော့သူတို့ကိုသူတို့အသိဆုံးပေါ့နော်ဘယ်လောက်ထိဘယ်နဲ့ပြားသူတို့လှူဘူးလဲဆိုတာတော့သူတို့ကိုသူတို့အသိဆုံးပဲတို့ပေမဲ့လို့ live မှာတက်လာပြီးတော့မှဟိုဘာလို့ခေါ်မလဲခင်ကြီးကျဲဟိုခင်ဟိုဘာလို့ခေါ်မလဲအားချောင်းတာတွေပေါ့ကိုခင်ချောင်းတွေမခင်ချောင်းတွေပေါ့နော်အဲ့တော့မျိုးရှောက်ပြီးအားရှောင်းရတာလေအဲ့လိုအားချောင်းနေလို့ပြောရမှာပေါ့နော်အဲ့လိုလူမျိုးတွေအများနဲ့ဖြစ်နေတဲ့အခါကျတော့
စိတ်ထဲမှာဒီနေ့တော့ငါဒီအရတဲ့အချိန်ကိုကျွန်မမနာတော့ပဲနဲ့ထုံးတာလည်းကျွန်မနိုင်ဝက်ကိုအမြဲတမ်းပေါ့နော်မျက်လုံးမှိတ်ထားတယ်ပေါ့အခုတော့ဒီနေ့တော့မျက်လုံးမှိတ်လို့မရတဲ့အနေထားမှာမလို့ကျွန်မဒီနေ့ live မှာတက်လိုက်ပြောတယ်နံပါတ်1ကနော်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်လို့ကိုရှယ်လေးမဟုတ်ကဟုတ်ကရှောက်ပြောလို့ကျွန်မကိုရှယ်လေးကိုခေါ်ပြီးကလော်တုတ်လို့ကိုရှယ်လေးကကျွန်မ block သွားတယ်သူကပဲတငယ်ချင်းဖြစ်နေ live friend လုပ်တယ်အခုသူကပြန်ပိတ်ထားတယ်ဆိုတော့ကြာပါပြီအဲ့ဒါကလွန်ခဲ့တဲ့4နှစ်လောက်ကရှိပြီပေါ့နော်4နှစ်လောက်တော့ရှိပြီသူတင်တယ်ကျွန်မကို block လုပ်သွားတယ်ဘာလို့လဲဆိုမဟုတ်တာတွေရှောက်ပြောလို့ပါနော် live မှာတက်လာပြီးတော့တရောင်းစားတယောက်လိုပဲတောင်းစားနေတဲ့လူသားတွေမှာလည်းကိုရှယ်လေးလည်းပါတယ်လို့နော်ရိုဆိုင်အကုန်ချမ်ဖို့ကချွေမောင်တို့ဒါတွေကျွန်မအမြဲပြောနေကြရအခုကျွန်မပြောချင်တာကအခုဗမာပြည်မှာအခုဒေါ်ဆန်းစုကြည်အမေနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကျွန်မဂုံတူးတေတသားနဲ့ပဲခေါ်ပြီးပြောမယ်မမဆိုကျွန်မရိုးသေးတဲ့ချစ်တက်ပို့ထားတယ်အများအားမမဆိုလို့ပြောတယ်ဒါပေမဲ့ဒီကနေ့ပြောချင်တာကမြန်မာနိုင်ငံရဲ့လက်ရှိကုလသမဂ္ဂမှာအသက်ဝင်နေတဲ့မြန်မာနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံရဲ့သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ကိုနဲ့အထူးစစ်တပ်ကကျုပ်ဆိုတဲ့မင်းအောင်လိုင်းနှုတ်ကိုပေါ့နော်အာဂျင်တီးနားကနေပြီးတော့မှသူတို့ဒီဝရန်ဖန်ဝန်ထုတ်လို့ရပြီလို့ပြောအင်တာပိုကနေဖမ်းလို့ဖမ်းရမယ်ဟိုကဖမ်းမယ်ဒီကဖမ်းမယ်စောက်ရေးမပါကြော့ပါကျွန်မအဲ့လိုပြောတောက်ရေးမပါတဲ့စကားတွေထပ်ပြောနေတာတွေကျွန်မတောက်မြင်ကလို့ပြောတာနော်ဗမာပြည်မှာလေဗမာလူမျိုးဆိုတဲ့ထက်မှာမြန်မာဟုတ်ကချင်ပြည်ကနေစပြီးတော့မှအလဲမြန်မာပြည်ပါဝင်ကချင်ဟိုထိတ်ကနေပြီးစလိုက်တယ်ဟိုအောက်ခြေရနောင်းထိအစုံနော်ဟိုဒီဘက်ကဆိုလို့ရှိရင်ရခိုင်ချင်းပြည်နယ်အစနေဒီဘက်ကစမဆိုရှမ်းပြည်ဟို golden tribe အစုံမြန်မာနိုင်ငံကြီး360ဒီလိုရေးကြည့်အဲ့ထက်မှနေထိုင်တဲ့တိုင်းသားပြည်သူအားလုံးတို့ဟာအေးချမ်းချမ်းနဲ့ကိုထမင်းလုပ်ကိုစားပြီးရက်ခတ်ပြီးစားပြီးတော့မှငင်းငင်းချမ်းချမ်းနဲ့နေခြင်းနဲ့လူကြီးပဲတိုင်းသားအားလုံးမြန်မာနိုင်ငံမှာအကုန်လုံးမှလေတိုင်းနဲ့ပြည်နယ်14ခုဘိုးကျော်ဆန်းတို့အင်္ဂလိပ်ခေတ်ထဲရှိတယ်နော်ဟိုရှင်ဘင်းခေတ်ထဲဆိုလို့ရှိရင်ရှင်ဘင်းတွေဟို6ရှေ့လျှောက်ဒီလျှောက်ဒါရေးမပြောနေတော့အခုလောလောဆယ်မှာအဲ့တိုင်းနဲ့ပြည်နယ်14ခုတိုင်းသားကလေလူမျိုးကြီးကမှ8မျိုးပဲရှိတယ်ဟိုကချင်ရှိတယ်ရှင်းရှိတယ်ရှမ်းရှိတယ်ကရင်ရှိတယ်နော်ကရင်နီလို့ထားပြောတဲ့ကရင်နီလို့ပြောထားတဲ့ကရင်ရှိတယ်မွန်ရှိတယ်နော်ဗိတ်တဝဲဘက်မှာရှိတယ်နောက်လို့ရှိရင်ရခိုင်ရှိတယ်အဲ့တော့ဗမာရှိအဲ့ဗမာဆိုတာအဲ့ဒီမှာအကုန်ပါထားပြီးသားအဲ့တော့ကချင်ရယ်ရှင်းရယ်ရှမ်းရယ်ကရင်ရယ်မွန်ရယ်ဗမာရယ်နော်အဲ့ဟိုတဝဲဘက်ကလူတွေစလုံးတွေပါဆဲမှာဆိုမှာစလုံးစလူမျိုးငယ်စုပေါ့အဲ့ဒါပါမှာ10မျိုးပဲတကယ်ကလူမျိုးကြီး9မျိုးအဲ့ဒီမှာအဲ့စလုံးသိနေပါမှာဆိုလူမျိုး10မျိုးဖြစ်သွားတာဒါအဲ့ဒါကလွယ်လို့ဗမာနိုင်ငံရဲ့တမိုင်းရာဆိုရင်ပတ်ဝေးသမီးကတွေ့ကြည့်လိုက်ဒီရိုဟင်ဂျာတွေပြောတယ်ဆိုတော့ရိုဟင်ဂျာဆိုတဲ့စကားကိုကျွန်တော်အခုသုံးပြောပြရအောင်ရိုဟင်ဂျာဆိုတာလုံးဝမရှိအဲ့ရိုဟင်ဂျာဆိုတာဘင်္ဂလီစကားဖတ်ပြောအောင်မယ်ရိုဆိုတာကလူမျိုးပြောတယ်ဟင်ဂျာဆိုတာကရခိုင်ကိုရိုဟင်လို့ခေါ်တယ်ရခိုင်ကိုရိုဟင်လို့ဂျာဆို sorry ရခိုင်ကိုရိုဟင်လို့ခေါ်တာဂျာဆိုတာလူမျိုးလို့ခေါ်တာအဲ့တော့ဒီစကားကိုဒီပြဿနာနဲ့ရွာလဲပြီးထုံးတုံနေကြတခါတည်းဟိုကြက်ဖို့ကနေပြီးတော့ကြက်ခိုင်ဖွံ့ဖြိုးရေးဆိုတဲ့ဦးသိန်းစိန်ခေတ်မှာမဟာရရဲ့လို့ခေါ်တာဦးနုခေတ်ကလည်းဒါဦးနုကိုလည်းဒါနိုင်တဲ့ပတ်သက်လို့ကျွန်တော်လေးစားပါတယ်ဘာဦးနုနော်ဒါပေမဲ့အဲ့ထက်မှာဘာဦးနုကောင်းနိုင်စေမကောင်းနိုင်စေကျွန်တော်ထုံးလို့ပြပြတာအဲ့မှာနိုင်မဲရဖို့အတွက်ဆိုပြီးတော့ဒီဘင်္ဂလီတွေကိုနော်ခေါ်ပြီးတော့မှဗါလေရေဒီယိုပေးတယ်တော့ဟိုကလောက်တယ်ဒါလောက်တယ်လို့ဆိုလောက်ခဲ့တယ်မှန်တယ်သို့တော်လည်းတကယ်တော့မြန်မာနိုင်ငံမှာရိုဟင်ဂျာဆိုတာလူမျိုးလုံးဝမရှိဘူးမျိုးလည်းမရှိဘူးစင်စက်လည်းမရှိဘူးအဲ့ဒီရိုဟင်ဂျာလို့ပြောပြီးတော့တောင်းစားတဲ့တောင်းစားတွေကို DNA တယောက်ချင်းတက်ဆက်ခိုင်းလိုက်သူတို့ရဲ့သွေးရဘယ်ရလာစဘင်္ဂလီရပဲလေစစ်တကောင်းမကလာစစ်တကောင်းအဲ့ဒီအိန္ဒိယဆိုတာဘင်္ဂလီဆိုတာဘင်္ဂလားဒေ့ရှ်ဆိုတဲ့နိုင်ငံတော်မှာအိန္ဒိယရဲ့နယ်မြေအပိုင်းခြားကိုအင်္ဂလိပ်ကရှေ့ရှုပ်ပြီးတော့တရားမတရားသမီးအင်္ဂလိပ်ကနေတော့ကိုလိုနီရှေ့သွားအင်္ဂလိပ်ကနေတော့ဗမာပြည်တော်မှာအိန္ဒိယရဲ့ဂယာကီအုပ်ချုပ်ရေးကိုကြည့်မယ်ဆိုရင်သိမယ်ဆိုလေးလာမယ်သိအိန္ဒိယအောက်မှာဗမာပြည်ကိုထည့်ထားပြီးတော့မှအိန္ဒိယကတချို့ traditional ဟို anti တွေရှိနေတဲ့အမျိုးသမီးတွေမျိုးသားကြီးဆိုလို့ရှိရင်ဗမာပြည်ကငါတို့နိုင်ငံအတိုင်းစားလို့တော့ပြောခဲ့တဲ့လူမျိုးတွေရှိအဲ့တော့ပြောချင်တာကတော့ဒီဘင်္ဂလီတွေကအိန္ဒိယခွဲထွက်လာတဲ့ဟာအဲ့ဒီအမျိုးအသားသွေးရောင်လည်းမတူအသားလည်းမတူစကားပြောလည်းမတူဘာသာတရားလည်းမတူနောက်ဆုံးပုံပြောမယ်ကျမတို့ဗမာပြည်မှာမဟုတ်ဘူးတကဘာလုံးမှာ
ဘာသာရေး၄မျိုးပဲရှိတယ်နံပါတ်1ကပါလဲဟိန္ဒူနံပါတ်2ကဗုဒ္ဓဘာသာအဲ့တော့ဗုဒ္ဓဘာသာဖြစ်ပြီးတော့နှစ်ပေါင်းဘလောက်ကြာမှခရစ်ယာန်ဆိုတာဖြစ်ပေါ်လာလဲဆိုတာအစ္စရေးမှာတွားလေ့လာကြကျွန်မမပြောတော့ကျွန်မပြောခဲ့ပါမများဘူးမလို့နားထောင်ခြင်းကျွန်မ live အဟောင်းတွေပြန်လာနားထောင်အဲ့တော့အဲ့ဒီအစ္စရေးပေါ်လာအဲ့ဒီမှာတခါမယား2ယောက်ကြားမှာပြားတုပ်ပြီးတော့မှမွတ်စလင်ဆိုတာပေါ်လာအစ္စလမ်ဘာနော်အဲ့တော့ဒီအစ္စလမ်ဘာသာကြောင့်လေအစ္စလမ်ကိုရန်တွေဖတ်ပြီးတော့အမှဗမာလိုဘာသာပြန်ထားရစီဖတ်ကြည့်ကြဘူးထဲမှာပုံကြီးရှိရဖတ်လို့ရတယ်ကျွန်မပြောအချိန်နဲ့ပြောတော့ပြောချင်တာကအခုမနေ့တနေ့မှလို့ကျွန်မပြောရဲဆိုတော့ကနှစ်ပေါင်းဘယ်လောက်လဲ2000လား200လား2သိန်းလားသာသနာခေတ်တောင်မှဘယ်လောက်လဲနှစ်3000မပြည့်သေးဘူးโอเคအဲ့တော့မွတ်စလင်ဆိုတာကခရစ်ယာန်ပြီးတော့မှနောက်ဆုံးပေါ်လာတဲ့ဘာသာအဲ့ဒါကလည်းပဲဒီအစ္စရေးနဲ့အခုစစ်ဖြစ်နေတဲ့ပါလက်စတိုင်းပြဿနာအဲ့ဒီကနေတော့မှတခါ OIC ဆိုတဲ့နော် organization နော် international Muslim အဖွဲ့ရဲ့ OIC အဖွဲ့ရဲ့ဇက်ရှုပ်တာဘာလို့လဲဆိုတော့ကဘာကြီးကိုငါတို့အုပ်ဆိုးမယ်ဆိုတော့မျိုးစုံနဲ့တော့ကြခိုင်တာပြောလိုက်တော့ကြဟိုကပြောအိုက်ဆက်လုပ်လိုက်ဒါလုပ်လိုက်နဲ့အမျိုးမျိုးဒုက္ခပေးပြီးနိုင်ငံပေါင်းစုံရောက်တဲ့နေရာမှာဒုက္ခပေးတာအမေရိကန်ရောက်လာလို့ဟိုတလောကတောင်မှဒီပါလက်စတိုင်းတွေတို့အစ္စရေးနဲ့ပြောနေတာတော့ဒီမှာအမေရိကန်အလံဒီနိုင်ငံမှာလာနေပြီးတောင်းစားတွေအဖြစ်နဲ့လာလဲနေသေးတယ်နောက်ပြီးတော့အမေရိကန်အလံမီးရှို့ပြီးတော့အမေရိကန်နိုင်ငံမှာလာပြီးတော့တပိတ်မောက်တော့ဘာလုပ်လဲဒေါ်နယ်ထရန့်ကလည်းတက်လာစားဟိုကလည်းပဲမလုပ်ဘူးဆိုမလုပ်မယ်ဆိုစော်မဆော့ပလော်တီလက်မဲ့လာမဲတီကောက်ပွဲမှာလာတဲ့ဟိုဆော့ပလော်တီမယ်ဆိုတဲ့အတန်းနဲ့ထွက်လာအဲ့တော့ဒီကနေ့အမေရိကန်တွေကအဖြူအမွဲ black and white သိသွားပြီအဖြူအမဲဘယ်ဟာကောင်းတယ်ဘယ်ဟာဆိုတော့သိသွားတဲ့ကြောင့်ဒေါ်နယ်ထရန့်ကတောင်လူကမ်းပြိုနိုင်ခဲ့တယ်အဲ့တော့ဒေါ်နယ်ထရန့်ကိုယ်တိုင်တောင်မှ international court of justice ဟာတရားမျှတမှုမရှိလို့ကိုအမေရိကန်ကထွက်အပတ်တစ်အမေရိကန်ထုတ်ထားအခုဒေါ်နယ်လက်တက်လာဒေါ်နယ်ထရန့်လက်တက်လာရောကုလသမဂ္ဂကလှူသမျှငွေအကုတ်ပိတ်ရပ်လိုက်တယ်နော်နိုင်ငံတကာမှာရှိနေတဲ့နိုင်ငံတတိယနိုင်ငံမျောနေနေတဲ့မြန်မာနိုင်ငံအပါပေါ့နော်ဘယ်လိုခေါ်မလဲတတိယနိုင်ငံရှောက်ခွင့်နေထိုင်ခွင့်ရဖို့တောက်တဲ့ဟာတွေအလုံးလည်းပြန်စဉ်းစားပေးမယ်တက်လာတဲ့ရှောက်လဲကျွတ်ပေါ်မှာမူတည်ပြန်စဉ်းစား reconsideration လုပ်မယ်လို့တော့ပြောတယ်တော့တော်လဲအဲ့ဒါတွေကိုသူထည့်တော်သွားတယ်တော့ပြောရတယ်မဲ့သူလောက်တာပဲအခုအမေရိကန်နိုင်ငံရဲ့ border တွေမှာအကုန်လုံးကအမေရိကန်စစ်သားတွေအကုန်လုံးတောင်းချတာကျမသားအမေရိကန်ကြီးတက်ကလေးလေးခုစစ်တာအခုချိန်အမေကိုဘယ်ကိုသွားတယ်ဆိုတာမပြောဘူးကျမသားနဲ့စကားမပြောတာ3ပတ်ရှိသွားတယ်โอเคအဲ့တော့သူတို့ဘာလုပ်လဲဆိုတာမိဘရဲ့သိစရာလို့ဗမာပြည်မှာလို့ကြွားလာမှာရအပွင့်တွေပခုံးမတဝါဝါတက်ပြီးတော့မှငါအရာရှိဆိုပြီးဒီမှာကြွားလာတဲ့လူမရှိဘူးအမေရိကန်မှာစီ uniform ဝတ်တာမြင်တာနဲ့လူတိုင်းကလေးစားပြီးသားကျေးဇူးတင်တယ် thank you for your service ဆိုတဲ့စကားမျိုးပဲအမြင်နဲ့ပြောတယ်ဘယ်တောင်းစားမှဗမာပြည်ကတောင်းစားရလို့ဘယ်ကောင်မှလာပြီးတော့ငါကတော့အပွင့်ဖက်နဲ့ပွင့်တော့ငါကတော့ဘုံမှုရှိမလို့ဘယ်နားမှာဗိုလ်ချုပ်ပိုင်နဲ့ရွာဆိုတာမရှိဘူးဗိုလ်ချုပ်ပိုင်နဲ့မြို့ဆိုတာမရှိဘူးဗိုလ်ချုပ်ပိုင်နဲ့စိုက်ဆိုတာမရှိဘူးနောက်ဆုံးပုံပြမယ်စစ်ဘိုလ်ပိုင်နဲ့စစ်တပ်ကလူတွေပိုင်တဲ့အရာဆိုလို့သူတို့မှာgeneral store ဆိုတာရှိတယ်အဲ့စာဘယ်လိုခေါ်စစ်တပ်ကဝန်ထမ်းတွေအားလုံးကိုဆိုလို့ချင်း discount ပေးတယ်အလုပ်စစ်တပ်က retire ထွက်လာရင်အလုပ်ဝင် discount ဒါမျိုးတွေပဲရှိတယ်ထားတော့ကျွန်မပြောချင်တာဒီကနေ့အဲ့တော့ကုလသမဂ္ဂမြန်မာနိုင်ငံကိုဒေါ်ဆန်းစုကြည်ရတာလည်းနိုင်ငံတော်တိုင်မှာပုဂ္ဂိုလ်ပါဦးဝင်းမြင့်ရပါသမရပါဦးဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်တို့အမိန့်ပေးလို့မင်းအောင်လှိုင်ကနေပြီးတော့ဒီရိုးဘင်္ဂါလီကျူးကျော်တွေရခိုင်ပြည်မှာလာပြီးကျူးကျော်ပြီးငါးဖမ်းလဲပါလဲလုတ်အကနေစပြီးတော့မှလေအစနေပြန်ပေါ်ရလို့ရှိရင်ကျွန်မနောက်ထပ်အချိန်7မိနစ်ပဲငါ10မိနစ်ပဲရှိတော့ဒါကြောင့်တော့ထပ်ပြောလိုက်မယ်အဲ့တော့အစနေမခေါ်တော့ဒါပေမဲ့အဲ့ဒီအကြောင်းတွေကစစ်တပ်ကတောင်းစားတွေရဲ့စစ်တပ်ကစစ်ဗိုလ်ချုပ်တွေရောအပါဝင်เนาะအကုန်ရှိသမျှစစ်တပ်ကခွေးတောင်းစားတွေရဲ့လောဘကခွေးတောင်းစားတွေပေါင်းပြီးတော့မှရခိုင်မှာအဲ့ဘင်္ဂလီကလာတွေကိုเนาะခါတဲ့ငွေကိုပြည်တောင်းနဲ့တက်ပြီးတော့မှတို့ဝင်လာကြပြီးတော့မှဗမာပြည်တဲကိုเนาะအဲ့ဒီမှာခါတဲ့စုလေဖျားလမ်းမှာရောက်တဲ့ဒီပလီမှာလူတွေစုံတယ်ဗမာပြည်မှာကျမတို့ခေတ်တုန်းကအခုလိုမျိုးခေါင်းမှုခြုံပြီးတော့အမေကြီးခြုံပြီးတော့မှအဲ့ဒါအာရမှာအခုအဲ့မှာမိမတွေရှုံတဲ့ဟာမျိုးခြေတော့မပေါ်တဲ့ဟာမျိုးတွေအခုခေတ်မှာပေါ်လာတာဟိုခေတ်တုန်းကကျမတို့နေလာတာရန်ကုန်မြို့လယ်ကောင်တက်တဲ့မှာကျမအဖေအဖိုးအမေရဲ့အဖိုးနော်ဖိုးဖိုးဦးမောင်ရဲ့ညီဦးညံဆိုတာအမလေးတခါတည်းဘုံဗမာတစ်ကုမ္ပဏီနဲ့နိုင်ငံခြားကုမ္ပဏီမှာတစ်ချိန်ကလုပ်ခဲ့တဲ့တကြီးတွေပေါ့နော်36လမ်းမှာကိုပိုင်တိုက်နေ4တက်တိုက်ကိုစောက်ပြီးတော့3တက်ခွဲပေါ့အဲ့ခေတ်ကအဲ့ဒါ3တက်ခွဲတိုက်ကိုစောက်ပြီးတော့မှနေခဲ့တဲ့ကိုပိုင်တိုက်နဲ့အစိုးရဝန်တွေကျမနေခဲ့တဲ့နေ့အဲ့ဒီလေမှအလေကောင်မှနေတာဟိုးလမ်းတစ်လမ်းကနေလမ်း55လမ်းထိကိုရှောက်ပြီးတော့သွားကြည့်အီလီယာနေပြီးအဲ့ဘက်ကပဇွန်တောင်ထိလမ်းလျှောက်ကြည့်အဲ့ဒီမှာလေ
Kalama, the Kalama, Kamusho Kalama, so low one, she's a Kalama, through the Kalama, Pakistani she there, no, and India, she there, India, the Alexa Mikola Payas and Kura, she there, no, Mahapina Payas and Kura, she there, Muslim is Nandia, Animaji, Chikonija, Babana, she gave. Thinking about it, like Bengalia, Tururiga, Yakai Madrua, Yakai Guinea, no, Ari, the Chimbi, India, Nesbina, Nesaya. Bengaline, Bangladesh, Nesaya, my palm with Ania, Limadrua, Nangan, the 2 Genes, so that out thank Chacha, Nine, Kalangajin Lobia, Hotashay Nonga, Pakistan, no, Bangladesh, or India, quite about the reduction. Diamond, Dika Nadi, a Mapine, to it is on the setup, but then, but tight it, but 2 then repeat the double. Easy, I'm looking to Sansuji, a man, the outside, Diganip, England, Mashi, library with Wamla. No, Nanga, National Library, American Machine Library, and Leila. No, Leila. Titanium, Leila. Bengali, Suraka, we have. Bengali, Bangladesh, Bengali, Beshi. Okay? I Bengali machine. Dawson, so you know, the right women know, well, you poop on the Drausan and poop on the Bono. Kajo, Meang Lava Bono, I don't know, power and told the Interpona when she do Yamas. Pamabi Mali, to a maid. Pound pay way Harry, grow by a pony not on the grow by no. I twilight Harry, I vagina that twilight, vagina come with and sang it Harry, oh no, I pound with a man, jump quick rounds that stream out a power and a oh, Germany, mum, rounds I don't need it. No, I mostly account. Namadam of Georgian, but that time at Tanado. I have mostly accounts of Europe, the local Muslim Navarra together. Hindu, Buddha, brother, Islam, Hindu, Buddha, brother, Korean, Islam, diversity, Muslims, most of our machine. The brother looks at them, which am I, oh, mamma, let look at them, Malaysia, my let look at them. I go to water near my Lama town with a Ministry of Health Department, load them. Head nurse, if you there, maybe my staff nurse, Malaysia, my senior staff nurse, oh, my head nurse, UAE, my director, nursing director, America, my Yokaza, nursing director, I will let you know, house supervisor, manager, go check that low, yeah. Okay, go check that low need. A local Lama time with my child and local you told me. Mahoda let them out, the American Yak, my BS and one master, what be a bachelor you had. Ubri boy, American Yak, Ubri Lila, Ubri boy, losing a mob. Tabimelo, Chamato, Ubri Tama, Ubri Tima, the Nangamang, why she is what they are. I don't know you shout them, how ten days shall look Lama. Argentina, Ghana, Prolilo, Interponella from you. To a may vagina, tread gown. To make my vagina gown if you are side, like a Bama do it. Again, how to Lulu Modulun, Elodula, like a Hamian, like a panel of Bono, and did not be to see you. Meow like the Pama Modulo. Don Sansuji, you pound when I told you, the right women, pound when I told you, meow like the pound when I told you, but loud you have danger with your Taka. Don Sansuji, yet, no way in to Yadabo, a theater, a game, and be out then Chacha, Manalo, Machusing Penny there, Eddie, jump poker. Mount close of with my side, I think a lane so there's a long rolling jazz, so there's a laguna, Papa, drowns are with OIC, dumps on the drowns area. No, shall we hold your development? I Argentina, Namale, Jamaro, Argentina, but my real Bologna is a Maradona Labatina. Argentina, don't cry, Argentina, right? Would you let you them, movie, let you them, Yoching Ajara, Madonna yet had it, don't cry, Argentina. Ian now Argentina is a Kabama Pamiazo Nanga. Argentina, Bologna Mari, Argentina, Pa, the more that it made you, maybe the more that Argentina, Pa, AID school that I say good hard, Yai, Meiji, Kohago, show the data of the ace in it. Argentina, sort of Pananga, Argentina, stuck at Tani and Nanga. I stuck at Tani and Nangango. The OIC, a loom with a baby, downside, no? To me, with a Bamati, Domati, Domati, Ubri now, Namale, Mabima, Nangan North America, the my women and Nangan North Nangan Bogo, Don Sansis, you real Dama. Matayam, town to a change at a children. No? Don Sansuji, Mananga, shoot a biadama, you must have. To me, I treat as I would took by clean that associate as Sata Gudama, to below Sales or Ludagati. Matira Mo, Meang like the rounds are letting it, you like Homa lady. No, I'm a boy. She needed sewing my sewing and my young lady now my mother. Me, I the boy dancing will use a child to Mamma Georgia. No, no, that is she to get long solution.
တကယ်လုံနေတယ်ဆိုလို့ရှိရင်အဲ့တော့ပြောချင်တာကအဲ့ဒီမင်းအောင်လည်းတို့ကိုယ်တည်းတက်ပြီးတော့တိုက်ကြပါလားနော်ရခိုင်မှာထွန်မြတ်နေရတော့ရခိုင်ပြီးသိမ့်လိုက်ပြီးအေးတိုက်သိမ့်တော့မယ်ဗမာပြီးသိမ့်တော့မယ်ဘိုးချုပ်ခွမ်းပေါ်လည်းကချင်ပြည်သိမ့်တယ်အောက်ပြေးမယ်အထက်ပြေးသိမ့်ကချင်ပြည်သိမ့်အလဲလာတော့မယ်ဟိုလာတော့မယ်ဒီလာမယ်ပြီးဒီကြားမှာတခါမုံရွာတစ်မျိုးစကိုင်းကတစ်မျိုးနော်အခါလေဟိုဘယ်လိုခေါ်မလဲရခိုင်ကရင်ကတစ်မျိုးတခါအခုတခါဘာပြောလဲဆိုတော့KNU ကတစ်မျိုးဒါပြန်တယ်မှတ်ထားမြန်မာနိုင်ငံမှာအစိုးရပုံကံနဲ့ကရင်ပဲအဲ့ဒီအစိုးရပုံကံပြီးတော့လေအစိုးရနဲ့နှစ်ယောက်ပေါင်းပြီးတော့နှစ်ချက်ကွက်နင်းတာလေအဲ့ဒီKNU ပဲဘိုးမြကြည့်တေးတာသွားတယ်ကရင်ပြည်နယ်မှာဘိုးမြဘိုးချုပ်ဖြစ်သလားသူ့ရဲ့တောထဲမှာအဆင်မဘိုးချုပ်ပဲဖြစ်တယ်ကရင်ပြည်နယ်ကြီးကိုပြန်သိမ်းပိုက်ပြီးတော့မှကရင်ပြည်နယ်ကြီးထူတော်ရေးလုပ်တာအခုဒီမဲ့အမေရိကမှာ Las Vegasမပြောနဲ့ Bakersfield ဆိုတာမှာနော်ကရင်ပြည်နယ်နေတို့ကရင်ပြည်အမျိုးသားနေတို့ဆိုကြီးကျယ်ခမ်းနားချင်းမှာလူတွေလည်းအဲ့တော့ဟိုမြအမျိုးတွေဒီမဲ့တပုံကြီးနိုင်ငံရေးခေါ်လုံပြီးရောက်နေကြတယ်နော်နော်လီဆာဘင်စင်အမျိုးတွေနော်လီဆာဘင်စင်တို့ဒီမဲ့သေသွားကြတယ်နော်အဲ့တော့ဟိုကျမတို့ကညကွင်းမျိုးဆိုလို့ရှိရင်ကညကွင်းမျိုးကျမမွေးရစားတယ်ကညကွင်းမျိုးဆိုကရင်တပုံဆိုပြီးပြောခဲ့တဲ့နေရာနဲ့ဘိုးချုပ်ဟိုဘာလို့ခေါ်မလဲဒီတခင်တန်းထုံးလို့ရှိတဲ့မြန်မာကွန်မြူနတီဗမာကွန်မြူနတီနဲ့ကရင်ကွန်မြူနတီနှစ်ခုပေါင်းပြီးတော့ညှက်ပြီးတော့ရှိတဲ့နေရာမျိုးလေးတေးသေးလေးဒီပစ္စည်းကိုလေးရထားလန်ကာလန်တို့ဘာပေါ့ဒေဟိုလိုမျိုးလေးအဲ့ဒီမှာတော့ကြိုင်တော့လုံးစရလာလို့ဘုံကျဲလို့ဟိုဆက်ကြီးကောက်လို့မရလို့ရောကြီးပြီးလို့တက်ခါတာခါကြတော့တခင်တန်းဒီလိုနဲ့တခင်တန်းထုံးရဲ့အမကြီးတွေကျမတို့မျိုးမှာရှိတယ်အဲ့ဒီအမျိုးတော့ရှိသေးလားမရှိဘူးကျမတော့61ပြောလို့ဆိုအဲ့တော့ပြောချင်တာကတကယ်လို့ဒါကိုယ်နိုင်ငံကိုလို့တနိုင်ငံလုံးကနေပြီးတော့လေအားလုံးစုပေါင်းစညာလက်ချင်းချိတ်ပြီးတော့ဝင်တိုက်မယ်ဆိုလို့ချင်းတိုင်းပြည်ပေါ်မှာဟိုနာတိုက်ဒီနာတိုက်ဟိုနာတိုက်တဲ့လောက်ဆရာမလို့နေပြီးတော့တက်သိမ်းပြီးတော့အဲ့နေပြီးတော့မှရှိတဲ့အဲ့ဟို6လန်တုံးရွာတယ်အကုန်လုံးမိတက်ရှို့ပလိုက်မင်းအောင်လှိုင်လို့မင်းအောင်လှိုင်လည်းဟိုတကြီးဒေါအောင်ဆန်းစုကြည်သွားကဲဖို့လည်းမစင်စားဒေါအောင်ဆန်းစုကြည်သွားကောလို့လေအမေရိကန်ဂျက်လိန်နဲ့လာကြတော့ဒေါအောင်ဆန်းစုကြည်လိုက်မှာမဟုတ်ဒေါအောင်ဆန်းစုကြည်အမျိုးသမီးကဥပဒေအမျိုးသမီးကြီးကမတရားဥပဒေနဲ့သူ့လှုပ်ထားမှန်တယ်အဲ့ဒါကိုသူ့ကိုမတရားဥပဒေနဲ့လှုပ်ထားတယ်ဆိုတာလူတွေသိအောင်လို့သူပြောပြမှာပဲရှိနော်အဲ့တော့ तू ကလူတွေသိအောင်ကဘာတွေသိအောင်သူနေပြတယ်ဒါပေမဲ့